နန္ဒခဲမှာသစ္စာဆိုနိုင်အောင်လို့ဒီခါရလေးတွေဒီမှာထည့်သွင်းထားတယ်ဒါမနဲ့မိုးတော့အိယာကထလာလို့ရှိရင်လောက်ရမယ့်အလုပ်ကလေးတွေလည်းနော်အလုပ်သွားပြီတခုလုပ်ငန်းကင်တာတွေလုပ်ပြီဆိုလို့ရှိရင်အခုလိုသစ္စာလေးဆိုဖို့လို့လောကမှာသစ္စာဟာအစွမ်းတကူအမတ္တမထက်တယ်လူတွေကသစ္စာဆိုတာအမတ္တမနဲကြတကယ်ကိုယ့်အကိုသစ္စာဆိုပြီးတော့ကိုလိုချင်တဲ့အရာတစ်ခုကိုတောင်းလို့ရှိရင်သစ္စာရဲ့စွမ်းအားဟာရှိတယ်မယုံရင်တော့လုပ်ကြည့်ပါနော်တခါတည်းနဲ့တော့ရချင်မှရမှာပေါ့ဘာဖြစ်လို့လဲဆိုတော့သစ္စာစကားဆိုတာမှန်ကန်မှုလဲလိုအပ်တယ်မှန်ကန်ကန်လဲဆိုရမယ်စိတ်စွမ်းအားတွေအားလုံးအသုံးချပြီးတော့လုပ်ဖို့လိုအပ်တယ်အဲ့ဒီမှာသစ္စာဆိုပုံဆိုနည်းကသစ္စာဆိုတာမှန်တာကိုပြောတာကိုယ့်ဘာကိုယ်လည်းသစ္စာဆိုလို့ရတယ်ကိုယ့်ဘာကိုယ်ဆိုရင်အမှားရှိခြင်းရှိနေမယ်ဒါကြောင့်မို့ယရဏသုံးပါးနဲ့ပတ်သက်တဲ့သစ္စာဆိုပုံကိုယရဏတုတ်ကနေယူပြီးတော့နန္ဒခဲမှာသစ္စာဆိုနိုင်အောင်လို့ဒီခါရလေးတွေဒီမှာထည့်သွင်းထားတယ်သစ္စာဆိုတာကိုယ့်အတွက်တည်းမဟုတ်ဘူးကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ပါအကုန်ပါရှိလေယံကိစီဝိတံဣဒဝါဟုရံဝါတကေတုဝါယံရတနံပဏိတံနာနောတမံအဋ္ဌိတထာဂတေနဣရံပိဗုဒ္ဓေရတနံပဏိတံဣတိနသစ္စေနသောတိဟောတုဣဒံပိဓမ္မေရတနံပဏိတံဣတိနသစ္စေနသောတိဟောတုဣဒံပိသံဃေရတနံပဏိတံဣတိနသစ္စေနသောတိဟောတုဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးသစ္စာဆိုပုံလေးကိုကြည့်ဗမာလိုအဓိပ္ပာယ်ကလည်းရှင်းရှင်းပဲယံကိစီဝိတံဣဒဝါဟုရံဝါတက္ခေတုဝါယံရတနံပဏိတံဒီလိုဆိုလို့အဲ့တော့ယံကိစီဝိတံလောကမှာနှစ်သက်စရာကောင်းလာတဲ့ပစ္စည်းဥစ္စာတွေဒီလူပြေမှာရှိတဲ့ဟာရောတခြားလောကမှာရှိတဲ့အရာတွေရောနော်နတ်ပြည်တွေမှာရှိတဲ့အရာတွေရောလောကမှာယရနာတွေဟာကဘာမှာရှိတယ်ယံကိစီဆိုရှိသမျှယရနာတွေအားလုံးအနှစ်သာရယရနာတွေအားလုံးနာနောတမံအဋ္ဌိတထာဂတေနရသော်ဘုရားဆိုတဲ့ယရနာနဲ့တူတဲ့ယရနာလောကမှာမရှိပါဘူးလူတွေပိုင်ဆိုင်ကြတဲ့စိတ်ပဲဖြစ်ဖြစ်ရွှေပဲဖြစ်ဖြစ်ငွေပဲဖြစ်ဖြစ်နော်ကြောက်တံပရမများတွေပဲဖြစ်ဖြစ်အဲ့ဒီယရနာတွေမြောင်များစွာရှိကဘာမှာရှိတဲ့ဒီယရနာတွေရဲ့တန်ဖိုးဟာရသော်ဘုရားတည်းဟူသောယရနာကိုမမှီပါဘူးလို့ဒီလိုဆိုလိုတာအဲ့ဒါဟာမှန်ကန်သောစကားတစ်ခုဖြစ်တယ်နာနောတမံအဋ္ဌိတထာဂတေနဣဒံပိဗုဒ္ဓေရတနံလောကမှာရှိတဲ့